Sochiro Santa နာရီကအရန်လာတယ် G-Shock ရဲ့ manga ဘယ်လိုအားလုံးမင်္ဂလာခင်ဗျာ G-Shock manga ဆိုတော့ဗောနော်1960ကဟိုတော့ဂျပန်ကထုတ်ခဲ့တဲ့ comic book တွေလို့ pop culture တွေသူတို့အဲ့လိုဗောနော် One Piece ဆိုပါတော့အဲ့ဒါတွေအကုန်လုံး inspire ယူပြီးထုတ်ထားဖြစ်ပြီးမှဒါ limited နဲ့ထုတ်ထားဖြစ်ပါတယ်ဗျာဒီအားဗောနော်ပြီးတော့ဒီအားလေးဗောနော်ဟို cartoon လိုလေးဆိုတော့ 2D ဗောနော်ကျွန်တော်အရင်တော့ထွက်ခဲ့တဲ့ black and white ပုံစံလေးနဲ့ထုတ်ထားဖြစ်ပြီးမှနာရီဆိုတိတာဗောနော်ဒီမှာ black and white ပုံစံလေးပြီးတော့အထဲမှာလည်းတော့ဟို cartoon တွေခြယ်ထားသလိုတော့ခက်အရင်ကဘောခဲတိုင်းနဲ့ဆွဲတာဆိုတော့ဒီထဲကဒီအော်မာကာရေးဆိုလဲပေါ့နော်ဟိုမင်းနေနဲ့ဆွဲထားသလိုမညီသလိုလေးလှုပ်ထားပေါ့တော်တော်လေးကိုမိုက်တယ်ပေါ့နော်ပြီးရင်နိုင်လေးရပေါ့နော်အပြင်မှာဝတ်သွားလိုက်ရင်နိုင်တစ်လုံးဆိုတာထက်တော့ပေါ့နော်ဟိုသတင်းစာကျွန်တော် black and white လေးတင်ထားဆိုကတ်တုံးလေးတင်ထားသလိုနိုင်တစ်လုံးတင်ထားတယ်မတူဘူးပေါ့နော်လုံးဝ artwork ပေါ့ဟိုဂျပန်ရဲ့1960ကဖြစ်ခဲ့တဲ့ nostalgia vibe ကိုရပြီးမှအဲ့လို comic တွေကြိုက်တယ် anime တွေကြိုက်တယ်ဆိုရင်တော့ဒီနိုင်လေးတော်တော်လေးကိုမိုက်တယ်ပေါ့နော်ဒီနိုင် vibe လေးကတော့ပြီးတော့ဗောနော်ဒီ G-Shock manga မှာအယောင်နှမျိုးလာတယ်ဗောနော်ဒီအဖြူအောင်လေးနဲ့ BB blue ဆိုပြီးနှမျိုးလာတာဖြစ်ပါတယ်အဖြူလေးကတော့ကျွန်တော်ကတော့ classic ဖြစ်တယ်ဟိုအပြင်သွားရင်လည်းတော်တော်လေးမိုက်တာဆိုတော့ဒီအဖြူလေးတော့ကျွန်တော်ပိုသဘောကျတယ်ဗောနော်ဒီအပြာလေးကတော့ funky color ကြိုက်တဲ့လူတွေအဲ့လိုမျိုး pop color ကြိုက်တဲ့လူတွေဆိုတော့ဒီဟာလေးကလည်းတော်တော်မိုက်တဲ့အယောင်လေးဖြစ်ပါတယ်ဗျာဒါပေမဲ့ဒီနိုင်လေးကတော့ limited နဲ့ထုတ်တာဆိုတော့ဒီဟာဆိုရင်ဗောနော်ဟိုဗောအပြင်မှာ stock case မှာပေါက်သေးဆိုဒေါ်လာ900ဝန်းကျင်လောက်ရှိပြီးမှဒီဟာကတော့ဟို stock case ဒေါ်လာ300ဝန်းကျင်လောက်ရှိဗောနော်ဒါ330လောက်ဆို330ဝန်းကျင်လောက်ရနေတာဖြစ်ပါတယ်ဗျာဒါကဗောနော် G-Shock ရဲ့ classic အုပ်ဗောနော် GA 2100နဲ့ထုတ် series နဲ့ထုတ်ထားဆိုတော့ဒီထက်က function တွေ wall timer တွေ alarm တွေအကုန်ပါတယ်ဗောနော်အဲ့ဒါတွေတော့ကျွန်တော်ဟိုအရင်တော့မပြောတော့ဗောနော်ဒီထက်က date လေးဆိုရင်လည်းမိုက်တယ်ဗောနော် date ကိုပြတဲ့ဟာလေးဆိုရင်သူကချက်ဝီးပုံစံလေးနဲ့ကျွန်တော်တို့ messenger တို့ဘာလို့ချက်ဝီးပုံစံလေးနဲ့လောက်ထားဖြစ်ပါတယ်အဲ့ဒါတော်တော်မိုက်တယ်ဗောနော်ဒီအနောက်ကဒီအနောက်မှာဆိုလဲသူကဒီနိုင်ရဲ့အနောက်မှာဆိုလဲ boom ဆိုပြီးမှဂျမန်စာနဲ့ရေးထားတယ်ပြီးရင်တော့ G-Shock ဆိုတော့တည်ရပါတော့ carbon cord card နဲ့သုံးထားပြီးမှလုံးဝအဲ့လိုဟို shock absorber တွေထည့်ထားတယ်ဒီကတော့ပြောစရာမလိုဒါကနိုင်တစ်လုံးဆိုတာတဲ့ဗောနော်တော်တော်လေးဟိုပေါ့တဲ့နိုင်ဖြစ်ပါတယ်ပြီးရင်အဝေးကကြည့်ရင်လည်းဗောနော်ဟိုကောင်မလေးဝတ်ထားရင်လည်းဟာဒီကောင်မလေးဘာဝတ်ထားရလဲအထားအဲ့လိုလေးဗောနော်ကြည့်လိုက်တာနဲ့ယောက်ျားလေးဝတ်ထားရဆိုတော့ဒီကောင်ဘာဝတ်ထားလဲဗောနော်ပုံစံလေးကွာဗောနော်နိုင်လုံးနဲ့မတူဘဲနဲ့သတင်းစာတို့ comic book လေးတင်ထားလို့အဲ့လိုလေးဖြစ်နေဗောနော်2 dimension လေးနဲ့ပြီးတော့ဒီနိုင်ကိုဘယ်လိုလိုတွေဝယ်သင့်လဲဆိုရင်ဗောနော် anime ကြိုက်တဲ့သူတို့ဟိုဘောနော်ဟို Japan character တွေကြိုက်တဲ့လူ nostalgia vibe ကိုကြိုက်တဲ့လူကျွန်တော်ကတော့ anime တွေအရင်ကြီးဝါသနာပါတော့မဟုတ်ဘူးဒါပေမဲ့နိုင်လေးကိုတွေးလိုက်ကြတဲ့ကကျွန်တော်ကလို့ကတ်တွန်းလိုနိုင်လေးက G-Shock ထဲမှာတမူထူးကြပြီးဖောက်ထွက်နေတဲ့ design လေးဆိုတော့ဗောနော်ကျွန်တော်ကဒါလေးကိုဝယ်ပြီးစုတာဖြစ်ပါတယ်ခင်ဗျာဒီနေ့ကတော့ Sochi Beji နိုင်လေးဖြစ်တဲ့ G-Shock manga limited edition နိုင်လေးကိုကျွန်တော်ပြောပြတာဖြစ်ပါတယ်ခင်ဗျာနောက်ဒီမှာလည်းကျွန်တော်ဒီထက်ကောင်းတဲ့ content တွေနဲ့ပြန်လာခဲ့ပါဦးမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ